လုံးပဲမင်္ဂလာပါခုဒီဗီဒီယိုထဲမှာတော့ခလေးတွေကိုချီးမွမ်းတဲ့အခါမှာတတိထားရမယ်အရာလေးတွေကိုအဝေပေးချင်ပါတယ်ခလေးတွေကိုခလေးမိဘကိုယ်တိုင်ရပဲဖြစ်ဖြစ်စာသင်ပေးတဲ့ဆရာဆရာမပဲဖြစ်ဖြစ်ပတ်ဝန်းကျင်လူတွေရပဲဖြစ်ဖြစ်ချီးမွမ်းတတ်ကြပါတယ်ခလေးတွေချီးမွမ်းတာကောင်းလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့ခလေးတွေကိုချီးမွမ်းတဲ့အခါမှာချီးမွမ်းပုံချီးမွမ်းနေမမှန်ဘူးဆိုလို့ရှိရင်တော့ခလေးတွေရဲ့အတွေ့အခေါ်ပါပျက်စီးသွားစေနိုင်တယ်အားကြောင့်ဒီဗီဒီယိုထဲမှာခလေးတွေကိုချီးမွမ်းတဲ့အခါမှာတတိထားရမယ့်အရာလေးတွေကိုခုဒီဗီဒီယိုမှာမျှဝေပေးချင်တာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ခလေးတယောက်ကိုချီးမွမ်းတဲ့အခါမှာပေါ့နော်တာသိတ်တော်တာပဲတာသိတ်ပါရမီကောင်းတာပဲဒါမှမဟုတ်တာတင်ပေးလိုက်လို့ချင်းခဏလေးနဲ့ရသွားတယ်သိတ်တော်တာပဲဆိုတဲ့ချီးမွမ်းစကားတွေဟာ fixed mindset ရှိတဲ့မိဘနဲ့ဆရာတွေအသုံးပြုတဲ့ချီးမွမ်းပုံချီးမွမ်းနည်းဖြစ်ပါတယ်အဲ့လိုမျိုးချီးမွမ်းစကားတွေကြောင့်ကလေးတွေကသူတို့ကိုသူတို့မွေးရပါအရန်တော်တဲ့သူတွေလို့ထင်မှတ်ကြပြီးတော့သင်ယူလေ့လာမှုနဲ့ကျူးစာအားထုတ်မှုရဲ့တန်ဖိုးကိုနားမလည်သူတွေဖြစ်သွားတတ်တယ်လို့ဒွတ်ကဆိုထားပါတယ်ဒွတ်ရဲ့ကျောင်းသားရာပေါင်းများစွာကိုလေ့လာချက်အရကလေးတွေရဲ့ဉာဏ်ရည်နဲ့ပင်ကိုပါရမီချီးမွမ်းပေးခြင်းဟာခလေးတွေကိုတည်ငါပျော်ရွှင်မှုတော့ရရှိစေနိုင်ပေမဲ့ရည်ရှိမှာတော့ခလေးတွေရဲ့စိတ်အားတက်ကြွမှုတွေကိုပျောက်ဆုံးသွားစေနိုင်တယ်လို့သိရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ခလေးတွေရဲ့စိတ်ထဲမှာတော်တဲ့သူတွေဟာအောင်မြင်ပြီးတော့ညံ့တဲ့သူတွေဟာကြာရှုံးတယ်ဆိုတော့ fixed mindset အခြေခံအတွေ့မျိုးမြင်သွားလို့ပါပဲ။ဒါဆိုခလေးတွေကိုလုံးဝမချီးမွမ်းရတော့ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူး။ဒါမဲ့ခလေးတွေကိုချီးမွမ်းတဲ့အခါမှာကလေးတွေရဲ့ပင်ကိုငယ်ရည်နဲ့ပါရမီကိုချီးမွမ်းနေမယ့်အစားသူတို့ရဲ့သင်ယူလေ့လာမှုလုပ်ငန်းစဉ်တွေကျွေးလုံးလာရှိမှုတွေသူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကိုသာပို့ပြီးတော့ချီးမွမ်းပေးသင့်ပါတယ်ကလေးတွေကိုသူတို့သာအတော်ဆုံးအတက်ဆုံးဆိုတဲ့စိတ်မျိုးရိုက်မသွင်းသင့်တယ်လို့ရှုံးနေမှုတစ်ခုခုကြုံလာရင်လဲသူတို့ရဲ့အားနည်းချက်တွေကိုဖုံးဖိပေးတာမျိုးမလုပ်သင့်ပါဘူးမိဘဆရာတွေတကယ်လို့တင်တာအပြုသဘောဆောင်တဲ့အကြံဉာဏ်နဲ့ထင်မြင်ချက်တွေပေးဖူးတာဖြစ်ပါတယ်ခလေးတွေကိုသူတို့နဲ့အကိုက်ငယ်ဆုံးနေလန်းတွေကိုချဖွေးဖူးရဲ့ပြီးတော့သူတို့ကြရှုံးတဲ့အခါမှာလည်းဘာကြောင့်ကြရှုံးတယ်လဲဆိုတဲ့ဟာကိုပြန်လေသုံးသပ်ပြီးတော့မှနောက်ခါကြလို့ရှင်ဒီထက်ပိုကောင်းတဲ့စူးစမ်းအားထုတ်မှုမျိုးလုပ်နိုင်အောင်မိဘနဲ့ဆရာတွေဘက်ကတိုက်တွန်းအားပေးသင့်ပါတယ်ဒါမှသာကလေးတွေရဲ့စိတ်ထဲမှာကိုတကယ်ကြိုးစားအားထုတ်မှသာအောင်မြင်မှုရနိုင်မယ်ဆိုတော့ growth mindset ရဲ့အခြေခံအတွေ့အမျိုးဝင်သွားမှာဖြစ်ပါတယ်ကလေးတွေကိုချီးမွမ်းတာကောင်းလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့ကလေးတွေကိုချီးမွမ်းတဲ့အခါမှာချီးမွမ်းပုံချီးမွမ်းနေမမှန်ဘူးဆိုလို့ရှိရင်ကလေးတွေရဲ့အတွေ့အခေါ်ပါပျက်စီးသွားစေနိုင်လို့ကိုကကလေးတွေကိုချီးမွမ်းတဲ့အခါမှာကိုအသုံးပြုတဲ့စကားလုံးလေးတွေကိုတတိထားဖို့လိုအပ်ပါတယ်ကလေးတွေကိုချီးမွမ်းတော့မယ်ဆိုလို့ရှိရင်ကိုအသုံးပြုတဲ့စကားလုံးလေးတွေကိုကိုတတိထားလို့ရအောင် remind ပေးတဲ့အနေနဲ့ဒီဗီဒီယိုကနေအနေနဲ့မျှဝေပေးချင်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာအကျိုးရှိတယ်ဆိုလို့ရှိရင်တော့တခြားသူတွေအတွက်လည်းအကျိုးရှိအောင်မျှဝေပေးစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်